ကဲဒီတစ်ခါမှာတော့အရန်စားကောင်းတဲ့ဝက်သားဟင်းတုပ်လေးလုပ်ပါမယ်ဟင်းတုပ်လုပ်နည်းတွေကတော့တယောက်နဲ့တယောက်တူချင်မှတူမှာပါအရင်ဆုံးကြက်သွန်မိတ်ကိုနှုတ်ဆင်းတာကြက်သွန်မိတ်ကိုများများလေးထည့်ရပါမယ်နှုတ်ဆင်းထားတဲ့ကြက်သွန်မိတ်တွေကိုစားတကြားထည့်ရောနေပြီး10မိနစ်လောက်ပလတ်စတစ်နဲ့အုပ်ပြီးတော့နှက်ထားလိုက်မယ်ခရမ်းကျင်ကြီးကိုလည်းကြိတ်ဖို့အတုံးလေးတွေလှီးထားချင်းကိုလည်းအခွန်နှွားမယ်ကြိတ်လို့လွယ်အောင်လို့အတုံးသေးလေးလှီးခရမ်းကျင်ကြီးနဲ့ရောပြီးတော့ကြိတ်ဆက်ထဲမှာညက်သွားအောင်ကြိတ်မယ်ခရမ်းကျင်ကြီးနဲ့ချင်းကိုအနှစ်ရအောင်ကြိတ်သွားပြီးရင်တော့ရပါပြီဟင်းတုပ်လုပ်ဖို့ဝက်သားကိုတုံးထားပါတယ်ချစ်တငယ်ချင်းတို့ကမကြိုက်ဘူးဆိုလို့ရှင်လည်းတခြားအသားတွေနဲ့လုပ်လို့ရပါတယ်ဝက်သားကိုပပလေးလှီးရင်လွယ်အောင်လို့နည်းနည်းလေးမာသွားအောင်အခဲခဲနဲ့မှမလှီးခင်3နာရီလောက်နှက်ထားလိုက်မခဲတခဲလေးဖြစ်နေမှပပလေးလှီးရတာလွယ်မှာပါပြီးရင်တော့လှီးထားတဲ့ဝက်သားတွေကြိတ်ထားတဲ့ခရမ်းချင်ကြီးနဲ့ဂျင်းတွေကိုထည့်ပြီးတော့အသားနှက်ထားလိုက်မယ်ဒီလိုမျိုးနှက်ထားခြင်းကဝက်သားကိုနူးညံ့စေပါတယ်ပြီးရင်တော့ရေဆူအောင်တည်ထားလိုက်ရေဆူလာပြီဆိုရင်တော့ငပြောရက်လေးတွေကိုထည့်ပြီးတော့နှစ်ပေးလိုက်ပိုးသက်ပြီးသားလည်းဖြစ်တယ်လို့ငပြောရက်လေးတွေကပျော့ပျော့ပြောင်းပြောင်းနဲ့ထုတ်ကြတာပိုလွယ်သွားမှာပါပြီးရင်တော့နှက်ထားတဲ့ကြက်သွန်မိတ်တွေကိုဝက်သားတွေကိုထည့်ဆန်မုတ်ကတော့ဒီခွက်ကလေးနဲ့9ခွက်ချင်းနဲ့ခွက်မရှိရင်လည်းပေါင်းဆန်ချင်းခွက်ကိုသုံးလို့ရပါတယ်ကောင်းညင်းမုတ်ကတော့3စွန်းရေကိုတော့ဒီခွက်နဲ့3ခွက်ထည့်ပါတယ်ပေါင်းဆန်ချင်းခွက်နဲ့ဆိုရင်လက်တစ်လုံးလောက်လျှော့ပြီးတော့ထည့်ရပါမယ်ရေ3ခွက်လုံးကိုတစ်ခါတည်းထည့်မနေဘဲနဲ့အရင်ဆုံး2ခွက်ကိုထည့်ပြီးတော့နေလိုက်ပါအရန်ပြစ်တယ်ဆိုတော့မှနောက်တစ်ခွက်ကိုထပ်ထည့်ပါတယ်ဒီအနေလောက်ဆိုရင်ရပါပြီရေကတော့နည်းနည်းချင်းချိန်ပြီးတော့စိတ်ကြိုက်ထည့်လို့ရပါတယ်အရင်ဆုံးအထုပ်ကလေးတွေမထုတ်ခင်နည်းနည်းလေးထည့်ပြီးထုတ်ပြီးတော့ပေါင်းထဲမှာပေါင်းပြီးတော့အရသာအနေတော့ဖြစ်မဖြစ်ကိုအရင်ဆုံးစမ်းသပ်ကြည့်ပါမယ်ဒီတိုင်းအစိမ်းကိုမြည်လို့မရလို့ဒီလိုမျိုးနည်းနည်းလေးထည့်ပေါင်းပြီးတော့မှအရသာကိုမြည်ကြည့်ပြီးလို့သလိုပြုတ်ပြင်သွားလို့ရပါတယ်ခရမ်းချင်ဒီအနှစ်ကိုပါတခါတည်းထည့်ထားတော့ဟင်းတုပ်ကလေးကအခုလိုမျိုးပန်းရောင်လေးတော့တန်းနေပါတယ်မုတ်သားလေးကလည်းကြက်ပါပြီမြည်ကြည့်လိုက်မယ်ပေါ့နေလို့စားလေးနည်းနည်းထက်အရသာအနေတော့ပဲဆိုရင်ဟင်းတုပ်စားထုတ်ပါမယ်မပြောရွက်ပေါ်ကိုအသားနဲ့မုန်းနေမျှပြီးထည့်ပါစီဒီကတော့ဟင်းတုပ်ကိုအခုလိုမျိုးပုံစံမျိုးနဲ့ပဲပိတ်လိုက်ပါတယ်သွားကြတိုးရန်နေကြိုးတွေမသုံးပါဘူးခောက်ထားတဲ့အချိုးတွေကိုအောက်ဘက်ကိုထည့်ပြီးတော့ဖိလိုက်ပါတယ်နောက်တစ်ခုထပ်ထုတ်ပြပါမယ်အနောက်ထဲကိုတခါတည်းချိုးထည့်ဖို့မလွယ်ရင်အရှေ့ဘက်ကိုအရင်ချိုးပြီးတော့မှအနောက်ကိုပြန်ချိုးချလိုက်ဟင်းတို့ထုတ်တဲ့ပုံစံတွေကတော့မိမိကြိုက်နေတဲ့သူလိုလုပ်သွားလို့ရပါတယ်ထုတ်ပြီးပြီဆိုရင်တော့ပေါင်းမဲ့အိုးတွေကိုထည့်အဖုံးအုပ်ပြီးတော့ပေါင်းထားလိုက်ပါတွဲစားဖို့ငရုတ်သီးကြော်လုပ်မယ်စီကိုအပူပေးလိုက်စီပူလာပြီဆိုရင်တော့ငရုတ်သီးတွေကိုဖြည်းဖြည်းချင်းထည့်အထက်အောက်မှွေပေးစီပူတော့တခါတည်းမထည့်ဘဲနဲ့အခုလိုမျိုးနည်းနည်းချင်းထည့်ပြီးတော့မှွေပြီးတော့ပါမယ်ပြီးရင်တော့စီချက်လုပ်ဖို့ကြက်သွန်ပြူလေးတို့တပြားရိုက်နှုတ်ဆင်းတာပြီးရင်တော့စီပူတဲ့ကိုထည့်ပြီးတော့ကျွတ်အောင်ကြော်မယ်အယောင်လေးလှသွားအောင်လို့စနွင်းမုံလေးနည်းနည်းထည့်80ရာခိုင်နှုန်းလောက်ကျွတ်လာပြီဆိုရင်ချလို့ရပါပြီအခုဆိုရင်ဟင်းတုပ်ပေါင်းထားလိုက်တာ35မိနစ်ပြည့်ပါပြီမစားခင်အရင်ဆုံးအထဲကိုကြက်မကြက်အရင်စစ်ပါအခုဒီဟင်းတုပ်လေးကတော့35မိနစ်နဲ့ကျက်သွားပါတယ်ရပြီဆိုရင်တော့ဟင်းပွဲပြင်မယ်တွဲစားဖို့ကတော့ဂျူးမြင့်မြေပဲအနည်းငယ်ဆရှိတာတွေမိမိကြိုက်နေတဲ့ရာတွဲစားလို့ရပါတယ်စီဒီကတော့ဒီမှာအလွဲတကူမရှိတဲ့အတွက်အိမ်မှာရှိတာလေးတွေနဲ့ပဲတွဲစားလိုက်ပါတယ်ချစ်တငယ်ချင်းတို့စားပါဦးဝက်သားဟင်းတုပ်လေးကဖွင့်လိုက်တာနဲ့အနှံလေးကိုမှုေးနေတာပဲအသားလေးကလည်းအိပြီးတော့အရန်ကိုစားလို့ကောင်းပါတယ်လွယ်ကူတဲ့ဝက်သားဟင်းတုပ်လေးကိုချစ်တငယ်ချင်းတို့လည်းလက်လို့စားကြည့်လိုက်တော့နော်ကဲခုတော့စားပြီးပြီဆိုတော့ထုံးစံတိုင်းဆေးကြောရေတုပ်ဝင်းနဲ့အုပ်